tsunami for brain rot ဆိုတဲ့ game ထဲမှာ admin abuse တွေလာနေရဆိုလို့ကျွန်တော်ဝင်လာပြီးရဆော့တာနေမောင်ကကျွန်တော်ရဲ့အပြေးက20ပဲရှိရဟာတိုင်ပတ်ပြီဟေး admin abuse တွေလာတဲ့ခါမှာငါရဲ့6လောက်ကနေနေညိုပတ်စံတွေ call လက်ပြီးရမင်းအမှန်ကန်ဟိုတော့အောင်မယ် speed တင်ရအောင်မယ် okay 22 trillion ဖြစ်သွားပြီကဲ162ဖြစ်သွားပြီရှည်လည်းမြန်ပြီတေးရောကွာဟာအဲ့တော့မြန်သွားတာကြီးမကောင်းကွာlucky block တွေ okay lucky block တွေဒါ rare lucky block ကြီးကွာဒါဘာကြီးလဲဒါ common lucky block ကြီးဒါဟုတ်တယ်ကွာ uncommon lucky block ကြီး uncommon lucky block ကြီးရတော့ကျွန်တော်မကြိုက်ဘူးပြ drop ထားလိုက်မယ်ဒါဘာကြီးလဲ go legendary lucky block တဲ့ဟိုနောက်မှာ first ဆိုရဲ tsunami ကြီးပါလာပြီအဲ့အကြောမှာကျွန်တော် shield သွားမယ်လား let's go ဒါဘာကြီးလဲဝီငါလာခွီးကွာရခဲ့နေလေကဲရပြီ admin lucky block ရရောက်ဟေး admin